တို့ပူဇော်တော်ပါသည်။ဒီမှာဒုတိယကျော်သည်ရောင်းနေတဲ့တွင်ရောင်းလုပ်ငန်းများကိုဒါမှမဟုတ်ပေါ်စွာဆောင်ရွက်သည့်အတွက်အတကသုံးချမှုကြောင့်မှကောင်းကြီးနဲ့ဆက်ဆံမများကအမှန်ပြုသောကြောင်းလို့ဆိုရဖြစ်သည်။မြောက်ရီမြို့မှာဖြစ်ပွားခဲ့တဲ့နေအိမ်မီးလောင်မှုမှာအိမ်ထဲမှာပိတ်မိပြီးမီးလောင်သေဆုံးခဲ့ရတဲ့မောင်နှမ2ယောက်ရဲ့နောက်ဆုံးခရီးမင်္ဂလာပါပရိသတ်ကြီးရှင်ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်ခေါမလီလန်အိမ်အမှတ်9/832 3ထပ်တိုက်မြင်းကြီးတက်3ခန်းတွင်ရာဘတ်အစွန်ဆုံးအခန်းမှာပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ညနေ4နာရီခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ9လအရွယ်ယောက်ျားလေးတဦးနဲ့73နှစ်အရွယ်အမျိုးသမီးငယ်တဦးမီးလောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်အဆိုပါမီးလောင်မှုသတင်းကြောင့်မိသက်တပ်ဖွဲ့ဝင်များကမိသက်ရင်ရေးတဲ့ရင်များဖြင့်တွားရောက်နှိမ့်သက်ခဲ့ပေမယ့်နေအိမ်အခန်းမွေရာပေါ်မှာ9လအရွယ်ယောက်ျားလေးနဲ့73နှစ်အရွယ်မိန်းကလေးမဖြိုးတီရီကျော်တို့ဟာမီးလောင်တန်ရာတွေနဲ့အိမ်ထဲမှာပိတ်မိသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့အသက်85နှစ်အရွယ်ဦးကျော်မင်းဟာလည်းကြောပြင်မှာတန်ရာရရှိသွားကြောင်းဒဏ်ရာရသူနဲ့သေဆုံးသူကလေး2ဦးကိုလူမှုကူညီကယ်ဆယ်ရေးကားတွေနဲ့မြောက်ရီခရိုင်ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့မီးလောင်သေဆုံးခဲ့ရတဲ့ကလေး2ဦးရဲ့နာရီကိုကျန်ရစ်သူမိသားစုကသူတို့ကိုယ်ွယ်ရာဘာသာရေးထုံးစံအတိုင်းနာရီခမ်းနားပြုလုပ်ခဲ့တာဖြစ်ပြီးရင်နာစရာအဖြစ်ပြက်နဲ့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေအိမ်ဟာ73စီရောင်းချပြီးစက်ပြာစီလဲထုတ်လုပ်ရောင်းချနေသူတွေဖြစ်ကြောင်းအဆိုပါလမ်းအတွင်းမှာနေထိုင်သူအမျိုးသမီးတဦးကပြောပါတယ်။ဘာလို့ပူဇော်တော်ပါသည်။ဒီမှာဒုတိယကျော်သည်ရောင်းနေတဲ့တွင်ရောင်းလုပ်ငန်းများကိုဒါမှမဟုတ်ပေါ်စွာဆောင်ရွက်သည့်အတွက်အတကသုံးချမှုကြောင့်မှကောင်းကြီးနဲ့ဆက်ဆံမများကအမှန်ပြုသောကြောင်းလို့ဆိုရဖြစ်သည်။ဒီမှာဒုတိယကျော်သည်19ရက်6လ2026ပေါက်ကြာနေ့ညနေ3:59မိနစ်အချိန်တွင်ဝါဒဘာတို့ကြောင်းလဲသွားပါတဲ့မှတ်3ခြေခံပညာတက်တန်းကြောင်းနဲ့လုံးဝသက်ဆိုင်လို့ပါတော့တင်သွားလို့ရသွားနေပြီပေါ်ကြောင်းကြီးဘုညင်ကြီးအောင်အတ္တက3ရောက်ပြီ